နေ့တနေ့ကနေပူပူလေးထွက်ရှိလာတဲ့ရှင်တို့ရဲ့မင်းသမီးမဆာကွင်းရဲ့ပဲကန်ရှင်ဖြစ်တဲ့မင်းသမီးရှစ်ဟက်ပေါ်နဲ့မင်းသားလီကျွန်းဟောက်တို့ရဲ့ဇက်ကာကောင်တစ်ခုကိုအွန်လိုင်းပေါ်မှာဈေးရောင်းနေတဲ့သူတိုင်းကြည့်ကိုကြည့်တဲ့ဇက်ကာကောင်တစ်ခုဇလန်ရဲ့အစကတော့ကဘာကျော်ဆိုင်ခါဗရန်တစ်ခုဖြစ်တဲ့ဘူဒီဝါရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဆာလာကင်တိုကီမှုနဲ့ပတ်သက်ပြီးတော့အစပြုထားတယ်ဒီမှုကိုမင်းသားကိုတိုင်ကစုံစမ်းစစ်ကြည့်လိုက်တော့နောက်ွယ်ကသူမရဲ့ဘဝလှုပ်ဝက်ချက်တွေအတူရောင်တဲ့အလိမ်ညာတွေစီးပွားရေးသမားလက်ကွက်တွေကိုတဝကြီးကိုမှကြည့်ရမှာနောက်တစ်ခုကတော့ fashion design တွေမိုက်ကပ်လွတ်တွေလည်းအရန်ကိုမှမိမိုက်လို့ရင်သက်ရှုမောဖွဲ့ကြည့်ရမှာနော်အဲ့တော့မေစင်ကတော့ဒီဇက်လန်ကိုကြည့်ပြီးတော့တင်ယူလိုက်တဲ့သင်ခန်းစာအကြီးကြီးတစ်ခုရတယ်အဲ့ဒီဇက်လန်မှာဆိုရင်သူမဆိုရသူ့ရဲ့အလုပ်ကိုအရန်ကိုမှယူသွတ်သက်ဆက်အရန်ကိုမှစ조사တဲ့စိုက်ကလေတင်ယူလိုက်တာတကယ်လက်တွေ့ဘဝမှာဆိုရင်မေစင်တို့အလုပ်လုပ်ရင်လည်းအရန်ကိုမှယူသွတ်နေမှရမှာအဲ့တော့ကိုကဒီကောက်ကိုကြည့်ပြီးတော့ဗာလေးတွေရသွားလဲရတယ်ဆိုကောင်းမအောင်မလာပြီးလို့ရတယ်မကြည့်ရသေးဘူးဆိုရင်အမြန်တက်ကြည့်ဖို့ညှို့ပေးစေချင်ပါတယ်အဲ့တော့ကိုရဲ့နေ့စဉ်လူမျိုးဘဝမှာလူကြားတဲ့သွားတိုင်းကိုကိုလည်းယုံကြည်မှုတွေပို့ပြီးတော့ရှိချင်တယ်ကိုကိုယုံကြည်မှုတွေရောစေတဲ့ဝက်ချန်လေးတွေရှိနေတယ်ဆိုရင်တော့မေစင်ကတော့ဒီမေပန်းဒီဆိုင်မျက်နှာသိစစ်ပြအောင်ညှို့ပေးစေချင်ပါတယ်နေ့စဉ်ပုံမှန်ပေါင်းတင်သုံးပေးရုံနဲ့ရှိနေတဲ့ဝက်ချန်တွေဆိုပြချက်ပြီးတော့ဝက်ချန်ထွန်းတော့ရှော့ချပြီးတော့မျက်နှာလေးတိတ်ပြီးတိုင်းမျက်နှာအသားရည်ကိုတစ်စစ်ကြည့်ဖြူလာစေတာမို့လို့သုံးဆွဲသူကာဆာမာမျိုးတွေလည်းအများကြီးပုံမှန်ရရှိထားပြီးမေစင်ကိုယ်တိုင်လည်းစမ်းသုံးကြည့်ရကနေတကယ်ကိုမှတိတာထဲတာမို့လို့ကိုလိုဘွားသူလေးတွေတကယ်ကိုမှသုံးကြည့်ပြီးတော့လှစေချင်တာပါအဲ့တော့သုံးကြည့်ဝက်ဆိုင်ဝင်စားနေဆိုရင်ချက်ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့မှာယူလို့ရပါတယ်